မင်္ဂလာပါဒီနေ့မှာတော့နှင်းစီပန်းစီရောပတ်စံပန်းစီအဝိုင်းတွေအတွက်ပါအဝိုင်းနေစီမှာတော့ကြွရနေနဲ့လာတဲ့အချုံပေပါခေါင်းလေးတွေကိုငလန်းကပြပေးမှာပါအသိတဲ့လူတွေလည်းရှိဆိုမသိတဲ့လူတွေအဆင်ပြေအောင်လို့ပေါ့နော်ပေပါတစ်ရက်ကိုကုပြထားတယ်လို့မျိုးနည်းနည်းလေးစောင်းပြီးတော့အချုံလေး၄ခုပေါ်အောင်လို့လောက်လိုက်တယ်မနော်ခောက်လိုက်တယ်ခောက်ပြီးသွားရင်အဲ့အလဲတက်တက်မှာလက်မလေးနဲ့ဖိပြီးတော့လက်ချောင်းလေးတွေကကိုလမ်းပြတယ်လို့မျိုးပဲအတွင်းဘက်ကိုကုတ်ကုတ်ယူပြီးတော့ပြထားတဲ့အချုံ၄ခုလေးတွေကိုသူ့ပုံစံလေးနဲ့သူပေါ်အောင်လို့ကုတ်ကုတ်ပြီးတော့အချုံပုံစံလေးတွေလှမ်းဆွဲခောက်လိုက်တာပေါ့နော်အခုဆိုရင်အဲ့လိုမျိုးလေးလက်လေးနဲ့တွန်းပြီးဆွဲခောက်လိုက်တဲ့အခါကျတော့ဟို၄ကောက်လေး၄ဘက်ချုံလေးပါတဲ့ပေပါချုံလေးရပါတယ်နော်ပေပါချုံလေးရပါတယ်ဆိုရင်ခုလောက်တက်ဖို့အတွက်တစ်လက်မလောက်ကိုဖြည့်ပြီးတော့အကောင်လုံးစုစီရမယ်ဒါဆိုရင်တောက်တောင်လေးဖြစ်သွားပါမယ်နော်အဲ့ဒီတင်ကြမှာလည်းတော့တိတ်လေးနဲ့တခြားလေးမြဲတက်လိုက်တယ်ဒါဆိုရင်အပေါ်ပိုင်းစီးတဲ့အချုံလေးရပြီပေါ့နော်ဒီပန်းစီအဝိုင်းရဲ့အောက်ဘက်စီးရအောင်နောက်ဗီဒီယိုလေးမှာထပ်ပြီးတော့ပြောပြပါမယ်